မင်္ဂလာပါရှင်အခုကတော့ထင်းရှူးမိုးလို့လည်းခေါ်တယ်ဂျီမိုးလို့လည်းခေါ်တယ်ဒါကိုဟင်းချက်မှာဖြစ်ပါတယ်ရှင်ရှမ်းလို့ခေါ်တာကတော့ဟစ်ဖန်လို့ခေါ်ပါတယ်မနေ့ကနေ့လယ်ကဝယ်လာပြီးတော့ညနေမှာကျွန်မရေတည်တည်ချာချာဆေးပြီးသားဖြစ်ပါတယ်အခုကဒီမနက်မှာဟင်းချက်ပါမယ်ဟင်းအကုန်လုံးချက်ရင်လည်းများနေတဲ့အတွက်ဒီမှာခွဲထားမယ်တချို့ကိုရိုးရိုးပဲကြော်မယ်ကြော်တဲ့ဟာကဘူးနဲ့ထည့်ပြီးတော့ရေခဲတက်တာတွေထည့်ရင်နောက်ရက်တွေစားလို့ရတယ်ဟင်းချက်တာကတော့ကြက်သွန်နီကြက်သွန်ဖြူခရမ်းချစ်နီးတွေနဲ့ဟင်းချက်မှာဖြစ်တဲ့အတွက်ဒီတနေ့တာပဲတနေ့စားတာပဲချက်မှာပါဟင်းချက်မဲ့မိုးကိုကြတော့တီးတီးနှုတ်နှုတ်လေးတွေလီးထားမယ်နောက်ရက်တွေအတွက်စားဖို့ကြော်ဖို့ကတော့အဖက်ကြီးကြီးလေးတွေခြွေထားမှာဖြစ်ပါတယ်ဒီမိုးကိုဆေးတဲ့အချိန်မှာတပုတ်တန်လေးနဲ့ရေလေးနဲ့တေချာစင်ကြယ်အောင်ချစ်ပြီးတော့ဆေးထားတာဖြစ်ပါတယ်သဲတွေစင်အောင်ဆေးဖို့အရေးကြီးပါတယ်ဒီတစ်စလုံးကတော့ရိုးရိုးလေးကြော်ထားဖို့အတွက်အဖက်ကြီးကြီးလေးလှီးမယ်ဒီမိုလေးတွေကချိုးလိုက်လို့ရှိရင်သူကနှုတ်အယောင်လေးတွေထွက်တယ်နှုတ်နှစ်ကလေးတွေထွက်တယ်ရှင်အစည်းလေးတွေထွက်တယ်သူအစိတ်လည်းမရှိဘူးလို့သိရတယ်တခြားမဟုတ်ဆိုလို့ရှင်တော့မစားရဘူးပေါ့နော်ဒီမိုလေးတွေကတော့အစိတ်မရှိတတ်ဘူးပေါ့အေးဒီနေ့မီးပြတ်မယ်ပြောထားလေဟုတ်တယ်သွားပြီအခုဆိုရင်နော်မိုးနှမျိုးချက်ဖို့အတွက်ပြင်ဆင်လို့ပြီးပြီပေါ့နော်ဒါကတော့ယူယူကြော်ဖို့ဟိုဖက်တစ်စလုံးကတော့ချက်ဖို့ဖြစ်ပါတယ်ဟင်းချက်ဖို့အတွက်ကြတော့ကြက်သွန်ဖြူနဲ့ဂျင်းစိမ်းထောင်းထားမယ်ကြက်သွန်ဒီနှုတ်နှုတ်လေးလိထားမယ်ခရမ်းချင်ဒီ3လုံးလောက်ကိုချစ်ထားတယ်အခုအရင်ဦးဆုံးရိုးရိုးကြော်တဲ့ဟာအရင်ကြော်မယ်စီပူလာပြီဆိုရင်ဂျင်းစိမ်းကြက်သွန်ဖြူကိုအရင်ဆုံးစီတက်မယ်မွေးလာပြီဆိုရင်အဖက်အကြီးလိထားတဲ့မိုးလေးတွေကိုထည့်ကြော်မယ်ပြီးတော့စားထည့်မယ်အချိုမုံထည့်မယ်ရေတွေပါတယ်လည်းထည့်စရာမလိုပါဘူးမိုးကပျော့ပြီးသားဖြစ်တဲ့အတွက်ခဏဆိုရင်ကြက်ပါပြီဒါဆိုရင်တော့အရင်ဦးဆုံးပကံနဲ့ခူးပြီးတော့အေးခံပြီးအေးပြီးဆိုခါမှာဘူးတစ်ခုနဲ့လေလုံနဲ့ဘူးတစ်ခုနဲ့ထည့်ပြီးမှရေခဲတက်တာတွေထည့်ထားမှဖြစ်တယ်အခုတစ်ခါကတော့ဟင်းချက်တာကိုချက်ဆက်ပြီးမှချက်မှာဖြစ်ပါတယ်ဂျင်းစိမ်းကြက်သွန်ဖြူစီတက်တယ်စနွန်းလေးထည့်တယ်ဝင်းလာပြီဆိုရင်ကြက်သွန်နီနှုတ်နှုတ်လေးလိထားတာကိုထည့်ပြီးတော့စီတက်မယ်ကြက်သွန်နီစီတက်တာလေးလည်းဝင်းလာပြီဆိုရင်ခရမ်းချင်ဒီချစ်ထားတာကိုထည့်ကြော်မယ်ပြီးတော့အယောင်တင်မုံလေးအယောင်တင်အဆက်မုံလေးနည်းနည်းထည့်တယ်ဆားလေးထည့်တယ်အချိုမုံလေးထည့်ပြီးတော့ခရမ်းချင်ဒီအရည်နည်းနည်းခြောက်သွားအောင်ကြော်လိုက်မယ်ခရမ်းချင်ဒီအရည်လေးတွေခြောက်လာပြီဆိုတော့အချိန်ကြာလို့ရှိရင်တော့နှုတ်နှုတ်လေးလိထားတယ်ဂျီမိုလေးတွေကိုထည့်ပြီးမှတမအောင်ရောမွေလိုက်ပါမယ်ဂျီမိုဟင်းချက်တာရေမထည့်ဘူးစီနဲ့ပဲကြော်မယ်ပေါ့နော်စီနဲ့ပဲကြော်ချက်မယ်စောစောတော့ကျမထည့်ထားစီကနည်းနေတဲ့အတွက်အခုကစီကိုပြန်ထည့်တာဖြစ်ပါတယ်ပြီးတော့တမအောင်ပြန်မွေပါမယ်အပေါ်အငံမြည်ကြည့်ပြီးတော့စားလူနေသေးတဲ့အတွက်စားလေးပြန်ထည့်လိုက်တာဖြစ်ပါတယ်
အခုလိုဝါတွင်းကာလမှာတက်တက်လွတ်စားသမားအတွက်ထမင်းမိန်စီတဲ့တက်တက်လွတ်ဟင်းတစ်ခွက်ဖြစ်ပါတယ်ခုဆိုရင်တော့ဂျီမိုဟင်းလေးလည်းချက်လုပ်ပြီးသွားပါပြီအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးပါရှင်